ဝါဆိုတာပန်းပွင့်လားပန်းပွင့်တော့ဘာထူးခြားသွားလဲပွင့်ပြီးတော့ကြည်ကြသွားတာပဲမလားဟင်းပွင့်ပြီးချုံရတဲ့အသီးတွေလည်းသိစမ်းနိုင်တယ်မတူဘူးလားချစ်တဲ့ကိုသွားလို့ရှိရင်ဘာတွေတွေ့နိုင်မလဲ၆ကမ်းမတွေလည်းတွေ့နိုင်တယ်လေနောက်တစ်မျိုးကြတော့ပန်းမောင်းသူပွင့်တာလည်းတွေ့နိုင်တာပဲမိုးရသည်ကကောင်းသလားမကောင်းပါဘူးမြေရိုင်းတွေကိုရှင်သန်စေတယ်နောက်တစ်မျိုးကောင်းပါတဲ့ပန်းတွေရောင်စုံပွင့်တာတွေလည်းတွေ့နိုင်တယ်လေအဲ့လိုပါပဲကျမတို့ရဲ့လောကသဘာဝတရားကြီးမှာဘယ်ဟာတွေကကောင်းတယ်ဘယ်ဟာတွေကဆိုးတယ်ဆိုတာကိုတသက်တည်းပြောလို့မရအောင်နော်ကိုယ့်ရဲ့အမြင်လေးပေါ်မှာမူတည်ပြီးတော့ပဲပြောင်းသွားတာအဲ့လိုပဲကျမတို့ရဲ့အာမခံအမျိုးသားမှာလည်းဘယ်ကုမ္ပဏီက product ကကောင်းတယ်ဘယ်ကတော့မကောင်းဘူးဆိုပြီးတော့အဲ့လိုမျိုးကြီးတသက်တည်းတော့ပြောလို့မရဘူးပေါ့နော်ကိုနဲ့တင့်တော်တဲ့မျိုးစားလေးကိုရှာပြီးတော့ကိုနဲ့ကိုက်ညီတဲ့ product လေးတွေကိုနဲ့ကိုက်ညီတဲ့အမကအမျိုးစားလေးတွေထားရတာပေါ့နော်အဲ့လိုပါပဲကိုကနှစ်ရှည် plan ကြိုက်သလား10နှစ် plan ကြိုက်သလား20 plan ကြိုက်သလားဒါမှမဟုတ် the whole life ပေါ့နော် long term plan ကြိုက်သလားကြိုက်တဲ့အမျိုးစားကိုရွေးချယ်ပြီးတော့ကိုယ့်မိသားစုအတွက်အကာအကွယ်ယူလို့ရပါတယ်ဘယ်အရာမှအကောင်းကြီးအဆိုးကြီးအဲ့လိုမျိုးမဟုတ်ပါဘူးအကုန်လုံးကပေါ့နော် balance အောင်လုပ်ထားတာပါလို့ဟုတ်ကဲ့ပါဒီမှုနဲ့တူတဲ့ကျမတို့မိဘတွေကပေါ့နော်ကျမတို့ရဲ့တသားမီမီလေးတွေကိုပန်းလေးတွေပမာလန်းဆန်းအောင်အမြဲတမ်းတင်းပြန့်မွေးကြိုင်အမြဲတမ်းပေါ့နော်ပြုံးပျော်ရွှင်နေတာကိုမြင်ကျင်ကြပါတယ်အဲ့လိုမျိုးလေးအမြဲတမ်းပြုံးပျော်ရွှင်တာကိုမြင်ကျင်ကြတဲ့အတွက်ကျမတို့မိဘတွေကကိုယ့်အတွက်လည်းအကာအကွယ်ယူရင်းကိုယ့်ရဲ့တသားမီမီတွေရဲ့ဘဝလုံခြုံစိတ်ချရအောင်တဲ့အမှားခံလေးတစ်စောင်းတော့ထားရှိတဲ့နော်ဟုတ်ကဲ့ပါကျမကတော့ခင်ခင်အောင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်